မင်္ဂလာပါဆရာရဲ့မိတ်ဆွေဗေဒင်ဝါဒနာရှင်ခုနှစ်သားသမီးများအားလုံးကြည်ရှုသူပေါင်းကျမ်းမာချမ်းသာကြပါစေလို့ဥစွာပထမဆုမွန်ကောင်းတောင်းပေးပါတယ်ဆရာဒီနေ့ဟောပြောပြသပေးမှာကတော့10လပိုင်း20ရက်နေ့ကနေပြီးတော့17လပိုင်း1ရက်နေ့အတော်အတွင်းမှာမိမိတို့အိမ်မှာမမျှော်လင့်မဲမရွယ်ပဲနဲ့ငွေတွေလုံးခဲလိုက်ဝင်လာစေတဲ့ထီကန်ငွေကြီးကန်နဲ့ပတ်သက်လာလို့ရှိရင်အမတန်မှကံကောင်းစေတဲ့အလှူရတရားလေးတစ်ခုအကြောင်းကိုပြောပြပေးပါမယ်အလှူရတရားလေးကဘာတွေကိုတကယ်ကိုကျိုးပေးတန်တယ်လဲဆိုရင်မိမိတို့ရဲ့လုပ်တဲ့နေရာလေးဒီမှာမမျှော်လင့်မဲမရွယ်ပဲနဲ့ကိုယ့်အိမ်ကိုငွေတွေလုံးလိုက်ခဲလိုက်ဝင်လာစေတဲ့ကို့မှာငွေကြီးကြောင့်အခက်ခဲနဲ့တော့ကားနဲ့ကြုံနေရတာစီးပွားလက်လာပါတွေကြာဆင်းနေရတာအမတန်မှကိုစိတ်ညစ်နေရတာတော့ကားနဲ့ကြုံနေရတဲ့ဟာလေးတွေမှာဆိုရင်တကယ်ကိုအမခန့်ထီအောင်လဲအစွမ်းထက်စေပါတယ်ဆက်လာပိုင်းတရက်နေ့မှာလဲထီကန်ငွေကြီးကန်လေးမှာလဲအမတန်မှကိုသူကြိုပေးလာတဲ့ရတရားကြီးတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့ဆရာရဲ့မိတ်ဆွေဝေဝါသနာရှင်များကိုဒီနေ့ဟောပြောပြသပေးမှာကတော့အမတန်ကိုစွမ်းထက်လာတဲ့ရတရားတစ်ခုအကြောင်းကိုဒီနေ့ဗီဒီယိုမှာပြောပြပေးပါပါမယ်ရတဲ့အကြောင်းကိုပြောပြသေးခင်မှာလည်းဆရာရဲ့ကောက်ကလေးကိုလည်း follow လေးတွေလုပ်ထားကြဖို့ကိုလည်းတောင်းဆိုပါတယ်။တဲလေးတွေလည်းများများခောက်ပေးကြဖို့ကိုလည်းတောင်းဆိုပါတယ်ခင်ဗျာ။ဆရာရဲ့မိတ်ဆွေပြည်တွင်ဝါသနာရှင်များက10လပိုင်း20ရက်နေ့ကနေပြီးတော့17လပိုင်း1ရက်နေ့မှာထီကန်ငွေကြီးကန်လေးတွေမှာကံကောင်းကျင်တယ်ဆိုလို့ရှိရင် comment လေးတွေမှာလည်းစေတနာမြင့်တာလေးတွေနဲ့မှတ်ချက်ကလေးတွေပြန်လည်ရေးပေးကြဖို့ကိုလည်းတောင်းဆိုပါတယ်။အသေးလေးတွေလည်းများများခောက်ပေးကြဖို့လည်းတောင်းဆိုပါတယ်ခင်ဗျာ။ဒါကြောင့်မို့ဆရာရဲ့မိတ်ဆွေပြည်တွင်ဝါသနာရှင်များလည်းဒီနေ့ပြပြပေးမယ့်ရရလေးကတော့မေတ္တာမကိုလည်းလွယ်ကူပါတယ်လောကမဲ့နေရာမှာလည်းအမခန့်ထီအောင်လည်းအစွမ်းထက်တယ်ဆရာတို့ကတော့ဒါလေးတွေကတော့တကယ်ကိုလည်းခုနသားသမီးများပေါ်မှာစေတနာမေတ္တာလေးတွေနဲ့ဒါကြောင့်မို့အမြဲတမ်းပေးလို့ရှိပါတယ်အလူရရလေးတွေကကုသိုလ်လည်းရသလိုရရလည်းဖြစ်ပါတယ်ခင်ဗျာဥစွာပထမဘုရားကျောင်းဆောင်မှာတန်ရှင်းရေးလုပ်ပါဘုရားပန်းတောက်တော်ရေးလဲပါလဲပြီးတော့ဆိုတာနဲ့ပုံမှန်ကနေရဆွန်ပုံမှန်လေးကိုကပ်ပြီးသွားပြီဆိုတာနဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကြောက်ကြောလှူပါမှာဖြစ်ပါတယ်ခင်ဗျာကြောက်ကြောဆိုတာကတော့အပေါ်ရောင်ကအဝါရောင်လေမော်ရင်နဲ့ကြောက်ကြောနှစ်ထပ်ကြောက်ကြောလေးတွေရပါတယ်အောက်ကတော့ဘာရောင်ပဲဖြစ်ဖြစ်ရပါတယ်ခင်ဗျာလေမော်ရောင်ပါတဲ့ကြောက်ကြောလေးတွေကိုကြိုးပြီးတယ်ဆိုတာနဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလေမော်ရောင်ကြောက်ကြောလေးဖြစ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပြေပကံများထဲမှာထည့်လိုက်ပါထည့်ပြီးဆိုတော့မောက်ကလေးများများလေးထည့်ပါထည့်ပြီးတယ်ဆိုတာနဲ့မိမိတို့ရဲ့မွေးနေ့လေးတွေမှာ9နာရီ15ကနေပြီးတော့9နာရီကြော်ခင်အတော်တွင်းထဲမှာကတ်လူပူဇော်ခြင်းအပြင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကြောက်ကြောလှူရတဲ့ဒါနကုသိုလ်ကြောင့်မိမိတို့ရဲ့အိမ်မှာ10လပိုင်း20ရက်နေ့ကနေပြီးတော့17လပိုင်း1ရက်နေ့အတော်တွင်းမှာထီကန်ငွေကြီးကန်နဲ့ပတ်သက်လာလို့ရှိရင်မိမိတို့ရဲ့မျက်ဝါးထင်ထင်မြင်ရမယ်မမျှော်လင့်မဲ့မရွယ်မနဲ့ထီချဲတွေပေါက်လာတတ်တယ်စီပွားလက်လာပါတွေတိုးတယ်ကိုယ့်အိမ်မှာအလှူဒန်းတွေပြုဝကိန်းတွေရှိတတ်တယ်ရွှေငွေရတနာနဲ့ပတ်သက်လာလို့ရှိရင်လည်းအထုကံကောင်းစေတဲ့အလှူရတရားလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဆရာမိတ်ဆွေပြည်တွင်ဝါသနာရှင်များလည်းဒီလိုအလှူရတရားလေးတွေကိုလိုက်လုပ်ပေးခြင်းအပြင်မိမိတို့ရဲ့အိမ်မှာငွေကြီးလက်လာပါတွေဝင်လာကြပါစေမမျှော်လင့်မဲ့မရွယ်ပဲနဲ့ထီချဲတွေလည်းပေါက်ကြပါစေအလုပ်ကိုင်းတွေလည်းအဆင်ပြေကြပါစေလို့ဆရာကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်ကြည်ရှုသူ